Okay မင်္ဂလာပါ business 7နဲ့ကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ခုဒီ seller guide ကို seller user guide ကိုစပြီးလုပ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာ seller account စပြီးတော့ရုပ်ဖွင့်မယ်ဆိုရင် become a seller ဆိုပြီးနှိပ်ပြီးတော့ login to seller ဆိုပြီးတော့လည်းနှိပ်လို့ရတယ်ဒါမှမဟုတ်အောက်ဆုံးမှာရှိတဲ့ become a seller နေပြီးတော့ apply now ကိုလည်းနှိပ်လို့ရတယ် login to seller button ဆိုတာလည်းနှိပ်လို့ရတယ်ပေါ့နော်ဒါဘယ်လိုတော့လို့ရတယ်အဲ့တော့ကျွန်တော်ဒီကနေပဲသွားမယ် login to seller login to seller ရဲ့ရောက်ပြီဆိုရင် email နဲ့ password တောင်းလိုက်မယ် email နဲ့ password ကလောလောဆယ်မရှိသေးဘူးပေါ့နော်မရှိသေးဘူးဆိုကျွန်တော်ဒီမှာ register ရင်လုပ်လိုက်မယ်နော်ဟုတ်ပြီအဲ့တော့ဒီ register လုပ်ပြီဆိုရင်ဒီမှာနာမည်ထည့်ရမယ်ပေါ့နော်နာမည်ထည့်ရမယ်ဆိုတော့ကျွန်တော်နာမည်တစ်ခုထည့်လိုက်မယ်ထည့်စီလို့ထည့်လိုက်မယ်နော် email ရလည်း khid@gmail.com ပေါ့နော်ဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ကအဆင်ပြေရထည့်password ထည့်မယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာ shop name ထည့်မယ်ပေါ့နော် shop name ထည့်တဲ့အချိန်မှာ C လို့ပဲနာမည်ပေးလိုက်မယ်ပြီးတော့ဒီ address ပေါ့နော် address က345โอเคเนาะအဲ့ဆိုကျွန်တော်ဒီမှာလိုအပ်တဲ့ select တွေဖြည့်ပြီးပြီဆိုတော့ဒီမှာ register your shop ကိုနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီအချိန်မှာဆိုရင်သူက shop ကတော့ဒီ register တော့ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ login ဝင်လို့မရသေးဘူးဘာလို့လဲဆိုတော့ admin ကနေပြီးတော့ approve လုပ်ဖို့ဆောင်ပြရမယ်เนาะဟုတ်ဒီ admin ကနေပြီးတော့ approve လုပ်ပြီပေါ့နော်အဲ့တော့ admin ကနေ approve လုပ်ပြီဆိုရင်ကျွန်တော်ဒီမှာ login ဝင်လိုက်မယ်ခုနကတိုင်းခုနကကျွန်တော်ပေးထားခဲ့တဲ့ email ရဲ့ password ရဲ့ပြန်ပြီးဝင်လိုက်မယ်နော် okay အဲ့ဆိုကျွန်တော်ဒီချိန်မှာကျွန်တော်ဒီမှာ seller panel တဲ့ကိုရောက်လိုက်ပေါ့နော်ဒီ seller panel မှာဆိုရင်ဒီမှာဒါအခုမှရှိတဲ့ product တွေ rating တွေ order တွေသူတို့ sales တွေဒါပြီးပြမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အရင်ဆုံး shop setting လေးကိုအရင်ဆုံးသတ်မှတ်လိုက်မယ်နော် shop setting လေးကိုသွားမယ်ဒီမှာ shop name ရှိမယ် shop logo ရှိမယ်ပေါ့နော် shop logo ကကိုဆိုင်ရဲ့ logo ကို company ရဲ့ logo ပေါ့နော်ကျွန်တော်ဒီမှာအဆင်ပြေတဲ့ဟာလေးတစ်ခုထည့်ပေးလိုက်မယ်โอเคပြီးတော့ဒီမှာဖုန်းနံပါတ်ပေါ့နော်ပြီးတော့ဒီမှာ shop address ရှိမယ်ပြီးတော့ meta title ပေါ့နော် meta title ကကိုဆိုင်ရဲ့နာမည်ပဲထည့်လိုက်ပါရပါတယ်ပြီးတော့ meta description ပေါ့နော် meta description ဆိုတော့ကျွန်တော်တို့ဒီမှာဒါကိုဆိုင်ရဲ့အကြောင်းပေါ့နော်ကျွန်တော် save နေလိုက်နော် okay အဲ့ဆိုကျွန်တော်ဒီမှာ shop name တွေဘာညာတွေဖြည့်ပြီးပြီဒီအောက်ကဟာတွေကတော့ကျွန်တော်ဒီမှာ banner တွေဘာတွေထားလို့ရတယ် slider တွေထည့်လို့ရမယ်ပေါ့နော်ဒါကိုယ့်ရဲ့ shop ကိုယ့်ရဲ့ store တွေကိုလည်းလေးလှအောင်ပြီးတော့ကျွန်တော်ဒီမှာ Facebook တွေ Instagram Twitter Google YouTube တွေထည့်လို့ရမယ်နော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ user အနေနဲ့ကြည့်မယ်ဆိုရင်ကြတော့ user အနေနဲ့ကြည့်မယ်ဆိုရင်သူက seller အကွက်ထဲမှာလာပြီးတော့ဒီမှာကျွန်တော်တို့ရဲ့ shop လေးလာပြီးတော့ပေါ်လာပြီ store လေးလာပြီးတော့ပေါ်လာပြီပေါ့နော်ဖြစ်စေဆိုပြီးလာပေါ်လာပြီဒီမှာကျွန်တော်တို့ဝင်ကြည့်လိုက်မယ်ဆိုရင်လောလောဆယ်ဘာ product မှမရှိသေးဘူး review လည်းမရှိသေးဘူးပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ slider လေးနည်းနည်းလောက်အောင်ထည့်လိုက်မယ် slider ထည့်လို့ရတယ် banner ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ banner လေးပဲထည့်လိုက်မယ်နော်နည်းနည်းလောက်ဒါဆိုရင် banner လေးထည့်လိုက်မယ်ဒီကောင်လေးပေါ့နော် okay banner လေးထည့်လိုက်နော်ဒီ banner ကတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီ recommended site တွေပေးထားတယ်ကိုထည့်ချင်တဲ့ပုံတော့ကိုထည့်လို့ရတယ်ဒါပေမဲ့ဒီ site လေးတိုင်းထည့်ရင်တော့ပို့ပြီးတော့သူ
နဲ့ကြည့်ကောင်းပေါ်မှာပေါ့နော် slider မှာလည်းဒီလိုမျိုးလေးပဲ site လေးတွေပေးထားတယ်နော်အဲဒါကျွန်တော်တို့ save လေးနှိပ်လိုက်မယ် okay okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ user ကနေပြီးတော့ code shop ထဲကိုဝင်ပြီးတော့လာကြည့်တဲ့ချိန်ကျရင်သူကဒီလို banner လေးနဲ့ပေါ့နော်ကိုထည့်ထားတဲ့ banner လေးနဲ့လာပြီးတော့ပေါ်လာလိမ့်မယ်နော် okay အဲ့ဒါဆိုကျွန်တော်တို့ခုစပြီးတော့ဒီ product လေးစပြီးတော့တင်ကြည့်အောင် product လေးတင်မယ်ဆိုရင်ဒီမှာ product ရှိမယ်ဒီ product ထဲကနေလည်းဝင်ပြီးတော့တင်လို့ရတယ်နော် product ထဲကနေပြီးတော့ product ဝင်တင်လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒါမှမဟုတ်ကိုက wholesale product တွေတင်မယ် wholesale product တွေဆိုတာကဥမာသူ့ရဲ့ amount ကသူဘယ်လောက်ကနေဘယ်လောက်ဝယ်ရင်ဈေးရဘယ်လောက်ပေါ့နော်ဥမာတစ်ခုကနေ9ခုဆိုရင်ဈေးဘယ်လောက်6ခုကနေ10ခုဆိုရင်ဈေးဘယ်လောက်ပေါ့နော်အဲ့ဒါအဲ့လိုမျိုးဒီ product တွေရှိမယ်ဆိုရင် wholesale product တွေကို wholesale product ကနေလာပြီးတော့ထည့်ပြရမယ်เนาะ okay အဲ့ဒါဆိုကျွန်တော်အခုလောလောဆယ်တော့ဒီ product လေးတစ်ခုအနေနဲ့ပဲအရင်စမ်းပြီးတော့ထည့်ပြမယ် product ရှိမယ်ပဲနေနေပေါ့เนาะပြင် brand တော့ရှင်တဲ့ machine ထည့်လို့ရတယ် unit နေရာမှာ piece ပေါ့เนาะဒါမှမဟုတ် box လို့လည်းရေးလို့ရတယ်เนาะဒါကိုအဆင်ပြေလို့ရေးလို့ရတယ် weight တွေဘာညာတွေမရှိဘူးဒါ minimum purchase quantity က1ပေါ့နော်ပြီးရင် tag ပေါ့နော်ဒီ tag လေးနေရာမှာကျွန်တော်တို့ကဘယ်လိုသုံးမလဲဆိုတော့ user တွေဘယ်လိုရှာမယ်ဆိုရင်ကျွန်တော်တို့ပေါ်မယ်ဟာပေါ့နော်ဟိုမှာ DNSSU tissue လို့ရှာရင်လည်းပေါ်မယ်paper လို့ရှာရင်လည်းပေါ်မယ် KIDDO kilo လို့ရှာရင်လည်းပေါ်မယ်ပေါ့နော်ဒါကကိုအဆင်ပြေသလိုဒီ tag လေးတွေအများကြီးထည့်သွားလို့ရတယ်ပေါ့နော်ပြီးရင်နောက်ထပ် gallery image ပေါ့နော် gallery image ကတော့ကိုထည့်ချင်တော့ထည့်လို့ရတယ်ကျွန်တော်တို့ဒီမှာ browse လုပ်ပြီးတော့ upload တွေလုပ်လိုက်မယ်ပုံနှစ်ပုံရှိတယ်ပေါ့နော်ဒီနှစ်ပုံကိုယူလိုက်မယ် okay နှစ်ပုံရှိတယ်နှစ်ပုံလုံးကျွန်တော်တို့ထည့်လိုက်မယ်เนาะ okay ပြီးတော့ဒီ thumbnail image ပေါ့နော်ဒီ thumbnail image ကလည်းကျွန်တော်တို့ခုနကထည့်တဲ့ပုံလေးတွေထည့်လို့ရတယ်ပေါ့နော်ဒါတော့သူဆက်ချင်းမြင်မဲ့ဟာပေါ့နော် user မြင်တဲ့အချိန်မှာဒီပုံလေးပုံမှာပေါ့နော်ကိုကပဲပုံပေါ်ခြင်းနဲ့ကိုပေါ်ခြင်းနဲ့ပုံကိုထည့်လို့ရတယ် video ရှိမယ်ဆိုရင် video ထည့်လို့ရမယ်ပြီးတော့ဒါ video thumbnail ထည့်လို့ရမယ်เนาะပြီးရင်ဒီအောက်မှာ video short video URL တွေပါထည့်လို့ရမယ်เนาะပြီးရင်နောက်ထပ်တစ်ခုကကြတော့ဒီမှာ product variation ပေါ့နော် product variation ကကြတော့ဥပမာကျွန်တော်တို့ဒီ product တစ်ခုလေးကိုပဲဒီ product တစ်ခုလေးကိုပဲသူ့ရဲ့မူကွဲတွေအများကြီးရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာဆိုရင်ဒီ tissue box ပေါ့နော်ဒီ tissue box မှာဟိုမှာ10ခုပါတဲ့ box ဝယ်မလားအခု30ပါတဲ့ box ဝယ်မလားပေါ့နော်အဲ့ဒါအဲ့လိုမျိုးလေးတွေဆိုရင်ကျွန်တော်တို့ product variation နဲ့ဝင်ပြီးသတ်မှတ်လို့ရတယ်အဲ့ဒါဆိုရင် size ဆိုရင် size နဲ့ဝင်လုပ်လိုက်မယ်ဆိုရင် size မှာ small တွေ large တွေပေါ့နော်အခုလောလောဆယ်တော့ကျွန်တော်ဒီမှာဘာမှမသတ်မှတ်ထားသေးဘူးပေါ့နော် okay အဲ့ဒါကျွန်တော်ဒီမှာ variation မရှိဘူးမရှိတဲ့အတိုင်းပဲထားလိုက်မယ်နော်ဟုတ်ပြီပြီးရင်ကျွန်တော် unit price ပေါ့နော် unit price တစ်ပေါက်ဆိုရင်ထားပါတော့9000ပေါ့ပြီးရင် discount လေးထည့်လို့ရမယ် discount rate ရှိထည့်လို့ရမယ် quantityက3000ရှိတယ်နော်ပြီးရင် SKU ဆိုတာဒီ product ရဲ့ code ကိုပြောတာနော်ပြီးရင်နောက်ထပ် external link တွေရှိတယ်ဆိုရင်ထည့်လို့ရမယ်ပြီးတော့ဒီအောက်မှာ okay ပြီးတော့ဒီမှာ PDF တွေထည့်လို့ရမယ် SEO tag တွေထည့်လို့ရမယ်เนาะ SEO meter tag တွေမှာကျတော့ကျွန်တော်တို့ဒီမှာ product နာမည်ပဲထည့်လိုက်မယ် description တော့ထည့်လိုက်ရတယ်မထည့်လိုက်ရတယ်เนาะ description မှာကျတော့ဒီအလေးထည့်လိုက်မယ်ဟောဒီမှာသူ description description မှာလည်းဒါပဲထည့်လိုက်ပြီနော်သူကစာနည်းများလေးထည့်ရင်တော့ပိုကောင်းတယ်နော်ခုလိုတော့ကျမရှိရဘူးကျွန်တော်ဒီမှာ keyword တွေထည့်လို့ရမယ် keyword ကဘယ်လိုရှာရင်တွေ့မလဲဆိုတဲ့ဟာပေါ့နော်ဒါပါတော့ tissue paper kilo dust နော်ပြီးတော့ meter image မှာကျွန်တော်ဒီ product ပုံလေးပဲထည့်ပြလိုက်မယ် add file ပေါ့နော် warranty ထည့်လို့ရမယ် frequency boxရှိမယ်ဆိုရင်ကိုယ်မှာတခြား product တွေရှိသေးတယ်ဆိုရင်ဒီမှာလာပြီးတော့ရွေးထည့်ပြီးလို့ရတယ်เนาะပြီးတော့ကျွန်တော်တို့ဒီဘက်ချမ်းကိုသွားရအောင်ဒီဘက်ချမ်းကိုသွားတဲ့ချိန်မှာဒီဘက်မှာ
ကျွန်တော်ဒီ product category ရှိတယ်ပေါ့နော်အခုဟာကျတော့ကျွန်တော် electronic မဟုတ်ဘူး convenience store ဖြစ်တဲ့တော့ convenience store main ရတော့ဒါပဲပေါ့နော်ဒီ convenience store တွေကိုထည့်လိုက်မယ်ပြီးတော့ဒီမှာ shipping configuration သတ်မှတ်လို့ရမယ် shipping configuration မှာ free shipping ပေးမယ်ဆိုရင်အမှန်ချစ်ပေးထားမယ်free shipping mode flat rate နဲ့ကိုယ်ကသတ်မှတ်ထားရဆိုရင်သူရဲ့ shipping cost ကိုက3000ဆိုရင်3000ပေါ့နော်ဒါဒီလိုသတ်မှတ်ထားလို့ရတယ် product quantity multiply ဆိုတော့ကျွန်တော်တို့ဒီမှာဒီလိုအမှန်ချစ်ပေးထားရင် user သူတစ်ခုမှရင်3000နှစ်ခုမှရင်6000ဆိုပြီးတော့သူ auto လာပြီးတော့တက်ပေးသွားမယ်နော် okay အခုလောလောဆယ်တော့ကျွန်တော် free shipping လေးပဲပေးထားတယ်နော်ပြီးရင်ဒါ low stock quantity 1နေကျွန်တော်တို့စီမှာ store နည်းသွားတယ်ဆိုရင်တော့1နေလာပြဖို့ပေါ့နော်ပြီးတော့ဒီအောက်မှာ stock visibility state ပေါ့နော် stock visibility state ကကြတော့ကျွန်တော်တို့ user ကိုဝယ်တဲ့သူတွေကို stock ကိုယ့်ရဲ့ stock quantity ပြထားမလားပေါ့နော် stock quantity ပြထားတယ်ဆိုရင်ကျွန်တော်ခုနကဖြည့်ထားတဲ့3000နဲ့ပြီး user မှာတဲ့အချိန်မှာသူ2999တို့2800တို့ဖြစ်သွားတယ်ဆိုရင်သူတို့မြင်နေရမယ်ပေါ့နော်တချို့တွေကကြတော့ကျွန်တော်တို့ဒီ tax only ပဲပြချင်တာရှိတယ်တချို့ကကိုယ့်ရဲ့ store ကိုလုံးဝဖြုတ်ချင်တယ်ဆိုရင်လုံးဝ user ကို copy မမြင်ချင်ဘူးဆိုရင် high store ကိုလုပ်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ high store လုပ်ထားလိုက်မယ် cash on delivery မှာအမှတ်ချက်ပေးထားမယ်เนาะအဲ့ဒါဆိုရင်သူတို့မှာလို့ရပြီ shipping တွေသူတို့ကိုဘယ်နှစ်ရက်အတွင်းရောက်ဖို့ပြီးတော့9ရက်ပေါ့เนาะဒီ tax saver တွေရှိရင်ထည့်လို့ရတယ်เนาะ okay အဲ့ဒါဆိုကျွန်တော်လိုအပ်တဲ့ select ဖြည့်ပြီးတော့ပြီဆိုရင် upload ဒီ product တွေဖြည့်ပြီးဆိုရင်ဒီ product တွေကဒီမှာလာပြီးတော့ဝင်လာပြီเนาะအဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်ရတယ်เนาะဒါဆိုရင်ဒါကိုယ့်ရဲ့ product တွေကဒီလိုမျိုးလေးလာပြီးတော့ပေါ်မှာပေါ့เนาะ so by စေပေါ့เนาะဒါ message seller ဆိုပြီးတော့လည်းလက်လုပ်လို့ရတယ်ဒါသူ့ရဲ့ description လေးရှိမှာပေါ့เนาะပုံကနှစ်ပုံထည့်ထားတယ်ဆိုတော့နှစ်ပုံလာပြီးတော့ပြမယ်เนาะဒါလေးလေးနဲ့ကိုယ့်ရဲ့ shop ထဲကိုဝင်ပြီးတော့ကြည့်တဲ့အချိန်မှာလည်းသူကဒီ product လေးတစ်ခုဒါမျိုးရပဲ product ဆိုပြီးဒီလိုမျိုးလေးလာပေါ်နေမယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာနှိပ်ကြည့်ပြီးတော့ user တွေကဝယ်လို့ရတယ်ပေါ့เนาะokay ပါအဲ့ဆိုရင်ကျွန်တော်နောက်ထပ်ဒီမှာ OC product တွေထည့်ခြင်းနဲ့ OC product ကနေထည့်လို့ရမယ်ပြီးတော့ကျွန်တော်ရိုးရိုး single product ဆိုရင်တော့ဒီကနေထည့်ပေါ့နော် OC product ဆိုရင်တော့ဒီကနေလာပြီးတော့ထည့်မယ်နော်ပြီးရင်ကျွန်တော် user စီကနေပြီးတော့ order တွေမှာထားတဲ့ list တွေကကြတော့ကျွန်တော်ဒီ order အတွင်းထဲကိုလာပြီးတော့တက်လာလိုက်တယ်နော်ပြီးပြီဆိုရင်ကျွန်တော်နောက်ထပ် user စီကနေပြီးတော့စာတွေပို့တာဆိုရင်ဒီ conversation message အတွင်းထဲကိုလာပြီးတော့ရောက်လာနိုင်မယ်ပေါ့နော်အဲ့ကျရင်ကိုစာဖြည့်တာတွေပါတယ်ကိုကပြန်လုပ်လို့ရတယ်เนาะဒီကနေဆိုရင်